YouTube မှာ content တင်ပြီးအောင်မြင်ခြင်းနဲ့ဆိုရင်နည်းပညာထက်ပိုအရေးကြီးတာက YouTube ရဲ့စည်းကမ်းတွေကိုနားလည်ထားဖို့ပါစည်းကမ်းမသိပဲတင်မိရင်ကိုပင်ပန်းခံလုပ်ထားသမျှအချိန်မီ၍အလကားဖြစ်သွားနိုင်ပါတယ်ဒါကြောင့်တင့် channel ကိုကာကွယ်ဖို့အတွက် creator တိုင်းမဖြစ်မနေသိထားတဲ့အချက်တွေကိုအခုပဲကြည့်လိုက်ရအောင်ပထမဆုံးသိထားရမှာက community guideline ပါဒါက YouTube ပေါ်ကလူတိုင်းလိုက်နာရမယ့်အခြေခံဥပဒေတွေပေါ့အဓိကကတော့တခြားသူကိုထိခိုက်စေမဲ့အမုန်းစကားတွေအကြမ်းဖက်တာတွေနောက်ပြီးလူလိမ်တာမျိုးနဲ့ကလေးသူငယ်တွေကိုဘေးဖြစ်စေမဲ့contentမျိုးတွေကို YouTube ကလုံးဝခွင့်မပြုပါဘူးဒီစည်းကမ်းတွေကိုဖောက်ဖျက်ရင်တင့် channel ဟာwarning ရယုံတင်မကပဲအပြီးတိုင်အပိတ်ခံရတဲ့အထိဖြစ်သွားနိုင်ပါတယ်ဒုတိယအချက်ကတော့လူတိုင်းအကြောက်ဆုံး copyright မူပိုင်ခွင့်ပါတခြားသူပိုင်တဲ့တခြင်းတွေဗီဒီယိုတွေကိုခွင့်ပြုချက်မရှိဘဲသုံးတာဟာတင့် channel အတွက်အကြီးမားဆုံးအန္တရာယ်ပါပဲအပြောစားဖြစ်တဲ့ copyright claim ကတင့်ဝင်ငွေကိုပဲထိခိုက်စေပေမဲ့ copyright strike ကတော့၃ကြိမ်မိတာနဲ့တင့် channel ကိုအပြီးတိုင်ဖျက်ဆီးပစ်နိုင်ပါတယ်ဒါကြောင့်အမြဲတမ်းကိုယ်တိုင်ဖန်တီးထားတဲ့ content ဖြစ်ဖို့ဂရုစိုက်ပါ